အနာဂတ်ကာလမှာချမ်းသာတဲ့သူတွေဟာလမ်းပြေးသွားခွင့်မရှိပဲဒါဟာဥပဒေချိုးဖောက်မှုတစ်ခုဖြစ်နေပါတယ်အမျိုးသားတစ်ယောက်ဟာတထေးရက်ကွက်ကမဟုတ်မှန်းလူမိသွားမှာဆိုလို့အချိန်မီရက်လိုက်ရပါတယ်သူဟာဟိုတယ်တစ်ခုကိုဝင်ပြီးအကောင်းဆုံးအခန်းကိုဘိုကင်လုပ်တဲ့အခါအဲ့ကျိုကငွေမတောင်းပဲသူ့လက်ကောက်ဝတ်ကိုဆက်တစ်ခုနဲ့စကန်ဖတ်ပြီးအခန်းကတ်ကိုပေးလိုက်ပါတယ်အနာဂတ်ကဘာမှာအချိန်ဟာတစ်ခုတည်းသောငွေကြေးဖြစ်နေလို့ပါအချိန်ကုန်ဆုံးသွားတာနဲ့လူတစ်ယောက်ဟာချက်ချင်းတည်ဆုံးမှာဖြစ်ပြီးလူတိုင်းဟာအသက်25နှစ်ရောက်ရင်ရုပ်ပိုင်းဆိုင်ရာအိုမင်းရင်ရုံမှုရပ်တန့်သွားပါတယ်တင်မှာအချိန်လုံလောက်ရှိရင်ထာဝရအသက်ရှင်နိုင်မှာပါလွန်ခဲ့တဲ့3ရက်ကတော့ဝေဟာစင်ရဲသားတစ်ယောက်ဖြစ်ခဲ့ပါတယ်သူဟာနေ့တိုင်းဆက်ရုပ်တရုပ်လိုအလုပ်လုပ်ရပေမဲ့သူရတဲ့အချိန်ဟာနောက်တစ်နေ့အထိအသက်ဆက်ဖို့ပဲလောက်မှာပါတယ်ကုမ္ပဏီကလည်းသူ့ရဲ့အချိန်ပိုကြေးတွေကိုခိုးယူလေရှိပါတယ်တညမှာတော့သူဟာဘာတစ်ခုမှအချိန်နှစ်တရာကျော်ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်မကြခင်မှာပဲအချိန်ခိုးသူတွေရောက်လာတာကြောင့်လူတိုင်းထွက်ပြေးကြပေမဲ့ဝေတစ်ယောက်ပဲအဲ့ဒီလူကိုအနေရကြားကကဲထုတ်ခဲ့ပါတယ်လွတ်မြောက်သွားတဲ့အခါမှာတော့အဲ့ဒီလူကအေးအေးဆေးဆေးရေမောနေနိုင်တာကိုဝေနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ဒီတထေးကဆင်းရဲသားရက်ွက်ကိုဘာလို့လာတာလဲဆိုရင်သူဟာနှစ်ပေါင်း100ကျော်နေထိုင်ခဲ့ပြီးနောက်မှာသူ့ဇနီးတည်ဆုံးသွားတဲ့အတွက်ဘဝကိုညှင်းငွေနေလို့ပါသူကဝေကိုရက်ဆက်တဲ့အမှန်တရားတစ်ခုပြောပြပါတယ်ကဘာပေါ်ကအချိန်များစုကိုတထေးတွေကထိန်းချုပ်ထားတာဆင်းရဲသားရက်ွက်တွေမှာကုန်စည်နှုန်းတွေကိုတမင်မြင့်တင်ပြီးအချိန်တွေကိုတထေးတွေစီပဲစီစဉ်အောင်လုပ်ထားကြတယ်ဆင်းရဲသားတွေဟာတထေးတွေအသက်ရှည်ဖို့အတွက်ပဲအပတ်တကုတ်အလုပ်လုပ်နေရတာတထေးကဝေကိုမေးတယ်မင်းမငါ့လိုအချိန်တွေအများကြီးရှာအရင်ဘာလုပ်မလဲဝေကသူ့လက်ကောက်ဝတ်ကနေပါလာတဲ့အချိန်ကိုကြည့်ပြီးကျွန်တော်တစ်စက္ကန့်4တောင်အလားဟာတာအဖြစ်မခံဘူးလို့ဖြေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ဝေဟာသူ့စီမှာအချိန်နှစ်တရားရောက်နေတာကိုတွေ့ပြီးထိတ်လန့်သွားပါတယ်သတင်းပေါက်ကနေလှမ်းကြည့်လိုက်တဲ့အခါတရားပေါ်မှာထိုင်နေတဲ့အဲ့ဒီလူကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူကသူ့အချိန်အားလုံးကိုဝေကိုပေးပြီးခေါင်းတောင်ကုံဆုံးမဲ့အချိန်ကိုအေးအေးဆေးဆေးစောင့်နေခဲ့တာပါဝေရောက်သွားတဲ့အချိန်မှာတော့အဲ့ဒီလူဟာအသက်မဲ့နေပါပြီဒါပေမဲ့အပေါ်ကလုံခြုံရေးကင်မရာကသူတို့ကိုရိုက်ကူးနေတာကိုတော့ဝေမသိလိုက်ပါဘူးအဲ့ဒီညမှာဝေဟာသူ့အမေကိုအံ့အားသင့်အောင်လုပ်ဖို့ပန်းစည်းလေးကင်ပြီးစောင့်နေခဲ့ပေမဲ့အမေဖြစ်သူရောက်မလာခဲ့ပါဘူးတခုခုမားနေပြီဆိုတာသိလိုက်တဲ့ဝေဟာအမေလှုပ်ခွင့်စီအပြင်းထန်ပြေးသွားပါတယ်တကယ်တော့သူ့အမေဟာအကျွေးတွေဆက်ပြီးသွားပေမဲ့ဘတ်စကားကတနာရီကနေ2နာရီအထိရုတ်တရက်တက်သွားတာကြောင့်ပါသူ့မှာအချိန်1နာရီခွဲပဲကျန်တော့ပြီးအိမ်ပြန်ဖို့လမ်းလျှောက်ရင်2နာရီကြာမှဖြစ်ပါတယ်ဘတ်စကားပေါ်ကဘသူကမှလည်းသူ့ကိုမကူညီခဲ့ကြပါဘူးသူဟာအိမ်ကိုအစွမ်းကုန်ပြေးခဲ့ရပါတယ်နောက်ဆုံးမှာတော့သူ့စီပြေးလာတဲ့သားဖြစ်သူကိုတွေ့လိုက်ရပေမဲ့သူ့မှာအချိန်30စက္ကန့်ပဲကျန်ပါတော့တယ်ဝေအစွမ်းကုန်ပြေးသွားပေမဲ့အချိန်တွေမလွဲပြောင်းပေးနိုင်ခင်မှာပဲအမေဖြစ်သူရဲ့ခေါင်းတောင်ကသူ့ညဖြစ်သွားပြီးသူ့လက်ထဲမှာတင်ကွယ်လွန်သွားခဲ့ပါတယ်ရုတ်တရက်ရလာတဲ့ကြွယ်ဝမှုရဲ့ပျော်ရွှင်မှုတွေဟာပျောက်ကွယ်သွားပြီးအစားထိုးမရတဲ့ဝမ်းနည်းမှုနဲ့ဒေါသတွေပဲကြံရစ်ပါတော့တယ်ဝေဟာဒီဖြစ်ဆိုးတွေအားလုံးဟာတထေးတွေတတ်မှတ်ထားတဲ့စီးမြင့်တွေကြောင့်လို့ယူဆလိုက်ပါတယ်ဒါကြောင့်သူဟာအချိန်တစ်နှစ်ပေးပြီးကားတစ်စီးဝယ်ကသူတစ်ခါမှမသွားရဲခဲ့တဲ့တထေးရက်ွက်ထဲကိုကျူးကျော်ဝင်ရောက်ခဲ့ပါတယ်သူ့ရဲ့ကလဲစားချင်မှုကတော့ရိုးရှင်းပါတယ်သူတို့ရဲ့အချိန်တွေကိုအနိုင်ယူသိမ်းပိုက်ဖို့ပါပဲ